ကဘာဦးကျန်းအခန်းကြီးရှေ့ဖျားသခင်သည်နောအေးမှစ၍အသက်ရှင်သမျှသောတရဝါနောအေးနှင့်အတူတင်ပေါ်ထဲ၌ရှိသောတိရစ္ဆာန်အပေါင်းတို့ကိုအောက်မေ့၍မြေကြီးပေါ်မှလေလာစေတော်မူသဖြင့်ရည်ငြိမ်လေ၏နည်းနည်းရာရေပေါက်ရေထွေးများမိုးကောင်းကင်ပြုံဝများကိုပိတ်ဆို့၍မိုးကိုဆဲစေတော်မူ၏ရေသည်လည်းမြေပေါ်မှအစဉ်တိုင်းရှိသွား၍အရက်150စီသောအခါရုပ်ရော့လေ၏တထမလ18ရက်နေ့တွင်သင်္ဘောသည်အာရရတ်အမည်ရှိသောတောင်ပေါ်မှတင်လေ၏ဒသမလတိုင်အောင်ရေသည်အစဉ်မပြတ်ရုပ်ရော့၍ထိုလဆန်း1ရက်နေ့တွင်တောင်ထိပ်တို့သည်ပေါ်ကြ၏ထိုမှရက်40ကြာလျင်နောအေးသည်သင်္ဘောထဲ၌လှုပ်ခဲ့သောပရင်းပေါက်ကိုဖွင့်၍ကြီးအတကောင်ကိုလွတ်လေ၏ထိုကြီးအသည်မြေပေါ်မှရေမခမ်းမချောင်းမီတိုင်အောင်တွာလာလျက်နေလေ၏တဖန်မြေမျက်နှာပေါ်မှရေကုန်သည်မကုန်သည်ကိုသိခြင်းကဂျိုးတကောင်ကိုလွတ်ပြန်လေ၏မြေတစ်ပြင်လုံး၌ရေရှိသေးသောကြောင့်ဂျိုးသည်ခြေဖြင့်နင်း၍အမောဖြည့်စရာကိုမတွေ့သဖြင့်နောအေးရှိရာတင်မောသို့ပြန်လာလေ၏နောအေးသည်လည်းလက်ကိုဆန့်၍ဂျိုးကိုကိုင်ယူပြီးလျှင်မိမိနေရာတင်မောထဲသို့တွင်လေ၏တဖန်9ရက်နေပြီးမှထိုဂျိုးကိုတင်မောထဲကလွတ်ပြန်၏ညင်ဦးချိန်၌ဂျိုးသည်နောအေးထံသို့ပြန်လာ၍မိမိစိတ်ယူသောတန်လွင်ရွက်ကိုမိမိနှုတ်သည်ဖြင့်ဆောင်ခဲ့သောကြောင့်မြေကြီးပေါ်မှရေကုန်ချောင်းကိုနောအေးသိလေ၏တဖန်9ရက်နေပြီးမှထိုဂျိုးကိုလွတ်ပြန်၏နောက်တဖန်ဂျိုးသည်မပြန်မလာနေ၏အနှစ်600တခုပရမလာဇန်1ရက်နေ့တွင်မြေကြီးပေါ်မှရေခမ်း6သည်ရှိသောနောအေးသည်သင်္ဘောမိုးကိုပယ်ဖြဲ၍ကြည့်ရှုသောအခါမြေမျက်နှာသွေး6ဆရှိသည်ကိုမြင်၏ဒုတိယလ28ရက်နေ့တွင်မြေကြီးသွေး6လေ၏ဖျားသခင်ကလည်းသင်သည်တာမယာချွေးမတို့နှင့်တကွသင်္ဘောထဲကထွက်ဆင်လောသင်ထံမှအသက်ရှင်သောတိရစ္ဆာန်ငှက်များသားများမြေပေါ်၌တွားတတ်သောတိရစ္ဆာန်များတို့သည်မြေပေါ်မှသားကိုမွေး၍အလွန်တိုးပွားများပြားမည်အကြောင်းထိုတိရစ္ဆာန်ရှိသမျှတို့ကိုကိုနှင့်အတူထုတ်ဆောင်လော့ဟုနောအေးကိုမိန့်တော်မူ၏ထိုအခါနောအေးမှစ၍တာမယာချွေးမတို့သည်ထွက်ဆင်းကြ၏သားများတွားတတ်သောတိရစ္ဆာန်များငှက်များမြေပေါ်မှလှုပ်ရှားတတ်သမျှသောအမျိုးမျိုးအပေါင်းတို့သည်လည်းသင်္ဘောထဲကထွက်ဆင်းကြ၏နောအေးသည်လည်းထာဝရဘုရားအဖို့ရစ်ပလင်ကိုတီးပြီးမှစင်ကြယ်သောသားစင်ကြယ်သောငှက်အမျိုးမျိုးတွေကယူ၍ရစ်ပလင်ပေါ်မှမိရှုသောရစ်ကိုပူဇော်လေ၏ထာဝရဘုရားသည်လည်းမှုှကြိုင်သောနံ့ကိုခံယူ၍ငါသည်နောက်တဖန်လူတို့အတွက်မြေကြီးကိုမကျိန်အကြောင်းမူကားလူတို့သည်ငယ်သောအရွယ်မှစ၍စိတ်နှလုံးအကြံစီဆိုကြ၏ငါသည်ယခုတခါပြုပြီးတကဲ့သို့အသက်ရှင်သောအရာရှိသမျှတို့ကိုနောက်တဖန်တမ်းမခတ်မြေကြီးမကုန်မီတိုင်အောင်မျိုးစေ့ကျဲရသောကာလအသီးနှံကိုသိမ်းရသောကာလချမ်းသောကာလပူသောကာလနှွေကာလဆောင်းကာလမပြတ်ရဟုအမိန့်တော်ရှိ၏